မင်း50ကီလိုမီတာတောင်မပြည့်တဲ့ခရီးကိုတယောက်20တောင်းတယ်ပေါ့ငါတို့တကားလုံးလူအနည်းဆုံး40ရှိတယ်တစ်ခေါက်ကိုမင်း1000မြက်တယ်တလားဆိုမင်းတောင်းတဲ့ချီမြက်နေပြီမဟုတ်လားဒါကရွာသားတွေကိုတပြတိုက်နေတာပဲမော်တော်ယာဉ်တက်ရင်ကအနားယူခဲ့တဲ့နှစ်မှာကျွန်တော်ရွာပြန်ပြီးဘတ်စကားတစ်စီးငှားလိုက်တယ်ရွာသားတွေကိုမြို့ထဲအကျိုးပို့လုပ်ပေးဖို့ပေါ့ဒါပေမဲ့မထင်မှတ်ပဲဖွင့်ပြီးခွဲနှစ်မှာတင်ပြဿနာတက်တော့တာပဲဒီနေ့ကျွန်တော်ရွာရောက်တော့ကားခလိုက်သိန်းနဲ့တယောက်20ပေါ်ကျွန်းတော်တို့ရွာကဝေးလံခေါင်တီးပြီးတောင်ပတ်လန်းကလည်းကျင်းတယ်တော်တော်လေးအနေအများတယ်တာမန်ဒရိုင်ဘာဆိုရင်ငါရာ600ပေးရင်တော့ဒီလမ်းကိုမမောင်းကျင်ကြဘူးကျွန်တော်က20ပဲယူတာပါစီဖိုးနဲ့ကားပြုပြင်ထိန်းသိမ်းကားပေါ်မှာလောက်အားကလေးနည်းနည်းပူယုံတင်မှာဒီနေ့တော့မင်းလိုစိတ်ပုတ်တဲ့ဒရိုင်ဘာကိုငါဖော်ထုတ်ရမယ်အဲ့ဒီညမှာပဲရွာသားတွေဟာဒီကောင်မလေးရဲ့တွေးထိုးပေးမှုကြောင့်ကျွန်တော်အိမ်ရှိမှာလာပေးကြတယ်တစ်နှစ်ပတ်လုံးရထားတဲ့ပတ်စံတွေအကုန်ပြန်ပေးဖို့နဲ့နောက်နှစ်20အထိရွာသားတွေကိုမျိုးတဲ့တနေ့3ခေါက်အခမဲ့ပို့ပေးရမယ်လို့လက်မှတ်ထိုးခိုင်းကြတယ်ကျွန်တော်မိမကထိတ်လန့်ပြီးနှလုံးရောဂါဖောက်တယ်သူတို့ကဆေးရုံပို့ဖို့တောင်ခွင့်မပြုတဲ့အပြင်ကျွန်တော်မိသားစုရဲ့ဘိုးဘွားတင်းချိုင်းကိုပါတူးဆွတ်ဖြက်စီးကြတယ်ကျွန်တော်လည်းစိတ်တက်ကြပြီးသူ့နောက်ကိုပဲလိုက်သွားခဲ့တော့တယ်တေဆုံးပြီးမျက်လုံးပြန်ဖွင့်လိုက်တော့ကျွန်တော်ဟာအဲ့ဒီကောင်မလေးကပတ်စံပြန်အမ်းဖို့အော်ဟစ်နေတဲ့နေ့ကိုပြန်ရောက်နေခဲ့တယ်မင်းကရွာမှာကားမရှိတာကိုအခွင့်ကောင်းယူပြီးရွာသားတွေရဲ့ပတ်စံကိုဖျက်စားနေတာဒီလောက်အသက်ကြီးနေပြီးဒီလိုအလုပ်တွေလုပ်ရဲတယ်ငရေကြီးမှမကြောက်ဘူးလားရွာသားတို့မကြောက်ကြနဲ့ဒီနေ့သူပတ်စံတောင်းရင်ကျမတိုင်ပြစ်မယ်သူ့ကိုထောင်ထဲပို့မယ်အိုးအဖိုးလူတာကတော့တော်တော်ဆိုးတာပဲဒါပေမဲ့ဒီကောင်မလေးပြောတာလဲမှန်တယ်တယောက်20ဆိုတာတကယ်များလုံးနဲ့တစ်ခေါက်လူ40-50တင်တာဆိုတော့တစ်ခေါက်ကို9000-6000ရမယ်တလားဆိုရင်တသိန်းကျော်ပြီးတစ်နှစ်ဆိုတန်းနဲ့ချီမြက်မှာပဲအဲ့ဒါထက်စာရင်အလျှော့အတင်းလောက်ကြတာပေါ့အရင်ကကိစ္စတွေကိုလည်းငါတို့မပြောတော့ဘူးဒီနေ့တော့ပတ်စံမယူနဲ့တော့နောက်ခါကျရင်ဈေးလျှော့လိုက်ပါတယောက်5ချက်ဆိုရင်ဘလို့လဲငါယောဂဟောင်းကပြန်ထနေပြီးမြို့ထဲကိုလမ်းလျှောက်မသွားနိုင်ဘူးအရင်တစ်ခေါက်ကအဖိုးကြံတောင်ဆေးရုံမမီလိုက်လို့ဆုံးသွားတာအဖိုးလူခမရတကယ်ပဲလိုင်းကပြေးဆွဲမှာလားဒီလမ်းကတော်တော်အနေအများတယ်အရင်တစ်ခေါက်ကကြောက်ခဲလိမ့်ကြလို့ဆိုင်ကယ်တောင်ပြတ်သွားသေးတယ်အသက်နဲ့တော့မလောင်းကစားပါနဲ့စိတ်ချပါကျွန်တော်ကားတက်ရင်မှအနှစ်40လောက်ခဲ့တာနှစ်တိုင်းကစံပြပဲတခါမှမမခဲ့ဘူးဘလို့လမ်းမျိုးမဆိုမောင်းနိုင်ပါလေဒီလမ်းကတော့ကျွန်တော်ရပါတယ်လူဆရာကြီးဒါရီပြင်စင်တာ30ကျော်ကုန်မှာခမရဘယ်နှစ်လောက်ပြေးဆွဲမှအရင်ကြီးမှလည်းရပါတယ်ရွာသားတော့အေးအတွက်အဆင်ပြေရင်ပြီးတာပါပဲအဖိုးလူရေကျေးဇူးတင်ပါတယ်မဟုတ်ရင်ကျွန်တော်ဟင်းဒီဟင်းရွက်တွေမြေကြီးထဲမှာပဲပုတ်ကုန်တော့မှာအကိုလူကျေးဇူးအများကြီးတင်ပါတယ်ညတကောင်ကြီးကိုတခြားသူဆိုရင်ဘသူကလာပို့ပေးမှလဲရွာနီးချင်းတွေပဲဟာအာမနာပါနဲ့ကောင်းပြီကျွန်တော်ပတ်စံမယူတော့ဘူးမင်းပတ်စံမယူတော့ဘူးလားတကယ်လားဟုတ်တယ်ခင်ဗျားတို့ကကျွန်တော်ရတဲ့ပတ်စံတွေကမတရားဘူးလို့ထင်နေကြမှာတော့ကျွန်တော်မသိမ်းတော့ဘူးမသိမ်းယုံတင်မကဘူးဒီလိုင်းကားဆွဲတဲ့အလုပ်ကိုပါကျွန်တော်မလုပ်တော့ဘူးဒီနေ့ကနောက်ဆုံးခေါက်ပဲခဏနေရင်ကျွန်တော်မျိုးရဲကိုကားမောင်းပြန်ပြီးကားရောင်းပြတော့မယ်မင်းကမမောင်းတော့ဘူးလားဒါဆိုပဲဖြစ်မလဲဟုတ်တယ်မနှက်ဖြန်ကျွန်တော်ပဲပေါက်လေးတွေ180ခုတည်ပေးဖို့ပြောထားသေးတယ်လေကျွန်တော်အမေကမနှက်ဖြန်မနှက်စောစောမျိုးထဲမှာဆေးပြန်ပြဖို့ရှိတယ်လိုင်းကားမရှိရင်အမေကိုဘလို့ပို့ရမလဲနှစ်ဆက်ချက်ပဲဟာရွာနီးချင်းတွေပဲမင်းကိုပို့ရစေတာလည်းဖြစ်တင်တာပါပဲဟုတ်ပါရဲ့အဲ့ဒီလောက်ကြီးလည်းမဟုတ်ပါဘူးမရဘူးကျွန်တော်လူရှုချင်းရဲ့စီကန်းကရွာသားတွေအပေါ်မတရားမလုပ်ဖို့ပဲလူပိသားစွာနေထိုင်ရမယ်ဒါကြောင့်ဒီကားကိုကျွန်တော်ဆက်မမောင်းတော့ဘူးဒီနေ့ပဲကားသွားရောက်မယ်ကျွန်တော်ဟာရွာသားတွေအပေါ်မတရားလုပ်တဲ့သူမဟုတ်ဘူးဆိုတာအားလုံးကိုသိစေချင်လို့ပါမင်းဒီကောင်မလေးငငယ်ရွယ်ရွယ်နဲ့စကားကိုရှောက်ပြောနေတယ်မင်းကငါတို့ရွာကလည်းမဟုတ်ဖ ೇನೆ ဒီလန်ကဘလောက်မောင်းရခက်လဲကျင်လို့ပါမင်းဒီကောင်မလေးငငယ်ရွယ်ရွယ်နဲ့စကားကိုရှောက်ပြောနေတယ်မင်းကငါတို့ရွာကလည်းမဟုတ်ဖ ೇನೆ ဒီလန်ကဘလောက်မောင်းရခက်လဲမင်းတိလားဟုတ်တယ်အကိုလူကားမောင်းရတာဘလောက်ပင်ပန်းလဲငါတို့အရေးတကြီးကိစ္စရှိလို့ကားငှားရင်တော့2000-3000ပေးတာဘယ်သူမှမမောင်းပေးကြဘူးလိမ့်တဲ့ကောင်မလေးရုပ်လေးတော့လူတော်တိုးတယ်လုပ်တဲ့အလုပ်ကတော့အတိတ်ပဲမရှိလိုက်တာမြန်တောင်းပန်လိုက်ရှင်တို့လည်းခုနကသူဈေးကြီးတောင်းတယ်လို့ထင်ခဲ့ကြတာမဟုတ်ဘူးလားကျမကစေတနာနဲ့ကူညီပေးတာကိုရှင်တို့ကပြန်ပြောနေကြတယ်တကယ်ကိုဆင်းရဲတဲ့နေရာကလူတွေကကောက်ကျစ်တာပဲနားမယောင်နဲ့ဘာတွေလျှောက်ပြောနေတာလဲမင်းဘသူသမီးလဲတော်တော်ရုပ်မာတာပဲအကိုလူမနှက်ဖြန်လိုင်းကားကကျွန်တော်လူရှုချင်းပြောပြီးရင်ပြောတဲ့အတိုင်းပဲမလုပ်ဘူးဆိုရင်မလုပ်တော့ဘူးမိမပစ္စည်းတွေမြန်သိမ်းဒီနေ့ပဲမြို့ထဲကိုပြန်ပြောင်းကြမယ်ဘာဖြစ်လို့လဲဘာကိစ္စရှိလို့လဲခမရတက်လုံးရွာပြန်ပြီးအခြေချခြင်းနဲ့ရွာသားတွေကိုကူညီခြင်းနဲ့ဆိုဟုတ်တယ်ပြန်ကြမယ်လိုင်းကမဆွဲတော့ဘူးခမရဒီလိုလုပ်လို့မရဘူးလေပြောရရင်ခမရမှလည်းအပြစ်ရှိတာပဲကျွန်တော်မှဘာဖြစ်ရှိလို့လဲခမရကမတရားပတ်စံရနေတာမဟုတ်ဘူးလို့ပြောရဲလားမင်းပြောရဲသေးတာလားကျမခုနကမြို့ထဲကဘတ်စကားကုမ္ပဏီကိုဖုန်းဆက်မေးပြီးတခြားရွာကကားတယောက်မှ10ချက်ပဲခမရကပြိုင်ဘက်မရှိတာကိုအခွင့်ကောင်းယူပြီးရွာသားတွေကိုနှိပ်စက်နေတာတယောက်ကို10ချက်ကျော်ပို့ယူတယ်တစ်ခေါက်ဆိုရာနဲ့ချီမြက်တယ်ဒီခွဲနှစ်အတွင်းခမရမိသားစုတောင်းနဲ့ချီပြီးမတရားယူထားတာမဟုတ်လားရွာသားတွေ1000ရဖို့ဆိုတာမိုးလင်းမိုးချုပ်ကြက်မွေးဟင်းသီးဟင်းရွက်ဆိုင်ပြီးတလားလုံးမှရတာခမရကသူတို့ရဲ့တွေးချွေးတွေကိုတိုက်ရိုက်ယူနေတာလူအဖိုးကြီးအခုထိခမ ्या ကမတရားပတ်စံမယူဘူးလို့ပြောရဲသေးလားခမ ्या တို့လည်းသူပြောတာမှန်တယ်လို့ထင်ကြတယ်ဟုတ်လားအဖိုးလူခမ ्या လည်းစိတ်မဆိုးပါနဲ့လူငယ်တွေဆိုတော့အမှန်တရားကိုပဲကြည့်တတ်ကြတာငါတို့လိုလူကြီးတွေရဲ့လူမှုရေးတွေကိုမသိကြလို့ပါဒါပေမဲ့လူတိုင်းကပတ်စံရှာရတာမလွယ်ဘူးဆိုတော့ခမ ्या လည်းရွာသားတွေအပေါ်မှာဒီလိုတော့မလုပ်သင့်ဘူးလေမတရားဘူးပေါ့ဟုတ်တယ်မလားခမ ्या တို့ဘာလို့ခြင်းလဲကျွန်တော်သိပါတယ်ကျွန်တော်ကိုပတ်စံပြန်အမ်းစေချင်တာမဟုတ်လားဒီခွဲနှစ်အတွင်းရထားတဲ့ကားကတော့ဒီကိုအကုန်ပြန်ပေးစေချင်တာမဟုတ်လားကျွန်တော်သိပါတယ်အဖိုးလူကလူဆိုးမဟုတ်ဘူးဆိုတာကိုဒါကကျွန်တော်ဒီခွဲနှစ်အတွင်းစီဖိုးကားပြင်ခါပြီးတော့ခမ ्या တို့အတွက်ကြက်ပေါက်ဘဲပေါက်တွေဝယ်ပေးထားတဲ့စိုက်ထုံငွေတွေပြန်မဆက်ရသေးတာတွေလည်းကျွန်တော်မတောင်းတော့ဘူးအဖိုးလီအဖိုးချမ်းခမ ्या တို့ကအကူညီရနေတဲ့သူတွေဆိုတော့ကျွန်တော်ကားတစ်ခါမှမယူခဲ့ဘူးအဖိုးဝမ်းခမ ्या တို့အိမ်ကခက်ခဲနေလို့ကျွန်တော်မယူခဲ့ဘူးအဖိုးချမ်းအိမ်နဲ့အဖိုးပိုင်အိမ်တွေခမ ्या တို့မြေးတွေကြောင်းပိတ်ရက်ပြန်လာရင်လည်းကျွန်တော်အလားကားကြိုးပို့ပေးခဲ့တယ်ပြီးတော့အရင်ရက်ကတင်းချိုင်းကြောတဲ့နေ့မှာလည်းအခမဲ့ပို့ပေးခဲ့တယ်ခမ ्या တို့တောင်းဆိုလို့အခောက်ရည်တွေတိုးပေးခဲ့တယ်ကျွန်တော်ခမ ्या တို့ကိုဘာမှမကြွေးဘူးခမ ्या တို့ကျွန်တော်ကိုကြွေးတာတွေကိုလည်းကျွန်တော်မတောင်းတော့ဘူးဒီနေ့ကစပြီးလမ်းခွဲကြဆိုကျွန်တော်လိုင်းကားမဆွဲတော့ဘူးကျွန်တော်ကိုလည်းမတရားပိုက်ဆံယူတယ်လို့မပြောကြပါနဲ့တော့ဒါပေမဲ့ကျွန်တော်အမေကမနှက်ဖြန်မျိုးထဲမှာဆေးပြရမှာလေဟုတ်တယ်ကျွန်တော်မိမကလည်းဒီရက်ပိုင်းကလေးမွေးတော့မယ်ကျွန်တော်လည်းဘဲပေါက်တွေပို့ရအောင်မယ်ကျွန်တော်ကလေးလည်းမနှက်ဖြန်ကြောင်းဖွင့်ပြီးရှူခြင်း
ကျွန်တော်တို့ကိုကူညီပါဦးဒါကဘာခက်တာမှတ်လို့လိုင်းကားဆွဲတာပဲဟာကျွန်တော်ချွေးမလဲကားမောင်းတတ်တယ်မနှက်ဖြန်ကစပြီးသူကလူတိုင်းကိုလိုက်ပို့ပေးလိုက်မယ်တယောက်ကို9ကြက်ပဲယူမယ်တကယ်လားသူကြီးခမ ्या ချွေးမကဘသူလဲအားစွမ်းကဘယ်တော့မိမရသွားတာလဲကျမပဲသူကြီးရဲ့ချွေးမတင်တင်မှာဟုတ်တယ်တင်တင်ကငါချွေးမပဲပြီးခဲ့တဲ့လကမှလက်မှတ်ထိုးထားတာငါချွေးမကတော်တော်တဲ့မောင်းတဲ့ပညာကတခြားသူတွေထက်မနှိပ်ဘူးငါတို့ရွာလမ်းကမောင်းရခက်တော့လူငယ်တွေမောင်းမှမျက်စိရှင်ပြီးအားရှိမှပို့ပြီးလဲအနေရကင်းမယ်အရင်ဘဝရောအခုဘဝရောဒီကောင်မလေးရဲ့အထောက်ထားကိုကျွန်တော်အခုမှသိတော့တယ်ကျွန်တော်ကိုဈေးကြည့်တယ်လို့ပြောတာတွေကအကြောင်းပြချက်တက်တက်ပဲတကယ်ကသူကြီးကကျွန်တော်ရွာရဲ့လမ်းပန်းဆက်သွယ်ရေးကိုလက်ဝဲကြီးအုပ်ထားပြီးပတ်စံအများကြီးရနေတယ်လို့ထင်ပြီးမျက်စိကျနေတာအကွက်ဆင်ပြီးကျွန်တော်ကိုနှိပ်ကုတ်ပြီးအလုပ်လုပ်တာပဲမျက်စိကျနေတာအကွက်ဆင်ပြီးကျွန်တော်ကိုနှိပ်ကုတ်ပြီးအလုပ်လုပ်တာပဲတခြားကိစ္စမရှိရင်တွားကြတော့အားလုံးကားပေါ်တက်ကြဒီနေ့ရာသီဥတုကတော်တော်ဆိုးတယ်ကားမမောင်းတင်ဘူးအနေရများတယ်အဖိုးလူခမ ्या ကိုယ်တိုင်ပတ်စံမရတော့လို့ငါတို့ကိုလာတားနေတာလားခမ ्या စိတ်ကဘာလို့ဒီလောက်တောင်ပုတ်ရတာလဲလူတော့မတိုးအောင်ရုံမာလှချီလားလူတွေရဲ့အချိန်ကိုမဖြုံးပါနဲ့ဒီနေ့မိုးရွာတော့လမ်းကတော်တော်ဆိုးတယ်အမြင်အာယုံလည်းမကြည့်ဘူးကျွန်တော်လိုဝါရင်ဒရိုင်ဘာတော့မမောင်းရဲဘူးမိုးတိတ်အောင်ခဏဆောက်ပါဦးအဖိုးကြီးခမ ्या ရဲ့ကားမောင်းပညာကကျမကိုရှင်းနိုင်မလို့လားကျမကကားမောင်းတင်တန်းကနီးပြပဲခမ ्या လိုလိုင်စင်ကိုဘလို့ရမှန်းမသိတဲ့သူထက်အများကြီးတာတယ်လာမရှုံနဲ့ကျမရထားနောက်ကြတော့မယ်ဟုတ်တယ်ဒီနေ့ပါရာကူနဲ့ပြဖို့ရက်ချင်းရတာဘလောက်ခက်လဲခမ ्या သိလားကျွန်တော်အမားပါကျွန်တော်သူတို့ကိုမတားတင်ခဲ့ဘူးအဲ့ဒီဟောင်းနှမ်းနေတဲ့ဘတ်စကားကြီးဟာရွာသား60နီးပါးကိုတင်ဆောင်ပြီးမိုးရဲလေတဲ့တောင်ပေါ်လမ်းကိုမောင်းတက်သွားတော့တယ်ပြဿနာတက်ပြီးအားစွမ်းနဲ့သူ့မိမမောင်းတဲ့ကတိတ်မောက်သွားပြီး6ထဲကျသွားပြီးကျွန်တော်အိမ်ပြင်ထွက်လိုက်တော့ရွာထိပ်မှာရုပ်သေးသေးဖြစ်နေပြီးအော်ဟင်းငိုယိုတန်တွေကရင်ကွဲမတက်ပဲအိမ်တိုင်းလူကလူတွေအဲ့ဒီကားပေါ်မှာပါသွားကြတာတချို့ကမြေကြီးပေါ်ဒူးထောက်ပြီးအုံငိုနေကြတယ်တချို့ကကလေးကိုပွေပြီးဘာလို့ရမှန်းမသိဖြစ်နေကြတယ်တချို့ဆိုငိုတောင်မငိုနိုင်တော့ပဲမြေကြီးပေါ်ပုံကျနေကြတယ်လေထုထဲမှာမျောလင်းချက်မဲ့မှုတွေပြည့်နေနေတာသူကြီးကရွှွန့်နွံထဲမှာထိုင်နေပြီးမျက်နှာကပြနှမ်းနေတဲ့ငါသားအာဆွမ်းခမ ्या သူ့ကိုကားမောင်းခိုင်းမထားတင်ဘူးခမ ्या ပတ်စံမပြီးမျက်စိမောင်းနေတာလားအဲ့ဒီလမ်းကဘလို့လမ်းလဲခမ ्या မသိဘူးလားအဖိုးလူ6လလောက်မောင်းလို့ဘာမှမဖြစ်တာနဲ့ဘာမှမဖြစ်တော့ဘူးထင်နေတာလားလမ်းပြင်ပြီးဆိုပြီးသူ့ကိုစွမောင်းခိုင်းတဲ့အခုတော့ခမ ्या သားကို6ထဲပို့လိုက်ပြီးကျင်းနေပြီလားသူကြီးဟာပါရိုက်ခံလိုက်ရလို့မျက်နှာကဘေးကိုဆောင်းသွားတဲ့မျက်ဝန်းတွေကကြောင်တောင်နဲ့ရှောင်းတောင်မရှောင်းနိုင်ဘူးပါဇက်ကတခုခုပြောဖို့ကြိုးစားပေမဲ့ဘာမှထွက်မလာပဲလဲချောင်းထဲကအတန်ပလန်တွေပဲထွက်နေတော့တယ်လူရှုချင်းကတော့လူအုပ်အပြင်ဘက်မှာရက်ပြီးစိတ်သက်တွေအားငယ်နေတာကျမသားလေးကားပေါ်မှာပါသွားတယ်သူကပထမတန်းပဲရှိသေးတာကျမကလေးလေးကျမမိမကကိုဝင်နဲ့ဒီနေ့စစ်ဖို့သွားတာကျွန်တော်ကပဲစောစောသွားဖို့တိုက်တွန်းခဲ့တာကျွန်တော်ရှေ့ဆက်မတိုးတော့ပဲစိတ်ထဲမှာခံစားချက်ပေါင်းစုံနဲ့အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်မိမကအဝတ်စားတွေတိတ်နေတယ်အပြင်မှာဘလို့နေလဲဖြစ်ကုန်ပြီမိမကထပ်မမေးတော့ပဲခောက်ထားတဲ့အဝတ်တွေကိုတစ်တာတဲ့ဖြည်းဖြည်းချင်းထည့်နေတယ်အခန်းထဲမှာအဝတ်စပို့တိုက်တန်ကလွယ်လို့ဘာမှမကြားရဘူးနှစ်ယောက်လုံးစကားမပြောကြပေမဲ့ဒီနေ့တော့သွားလို့မရတော့ဘူးဆိုတာသိနေကြတယ်တနေ့ခင်းလုံးအပြင်မှာငိုတန်တွေကမပြတ်ဘူးတချို့ကအတန်ဝင်တဲ့အထိငိုတယ်တချို့ကမေးလဲသွားပြီးပြန်နိုးလာရင်ဆက်ငိုကြတယ်တချို့ကအခြေအနေသွားကြည့်ဖို့ကြိုးစားပေမဲ့မိုးကပိုတန်လာပြီးလမ်းကချောနေတော့ဘယ်သူမှဆင်းမသွားရဲကြဘူးလူနာတင်ကားတွေလာပေမဲ့တောင်ချေမှာပဲရက်နေရတယ်တောင်ပေါ်တက်လို့မရဘူးဒီလောက်မြင့်တဲ့6ထဲပြုတ်ကျသွားတာလူရှင်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲဆိုတာအားလုံးသိနေကြပေမဲ့ဘယ်သူမှထုတ်မပြောရဲကြဘူးညနေဆောင်တော့မြို့ကတာဝန်ရှိသူတွေစက်ကရိယာတွေနဲ့ခက်ခက်ခဲခဲတက်လာကြတယ်မိုးကရွာနေတော့ကောင်းကင်ကလည်းမှောင်ကြီးနေတယ်မိုးရွာလို့လမ်းချောတာရဲ့မြေပြိုတာရဲ့ကြောင့်ကားကတောင်လေရောက်တော့လမ်းပခုံးပြိုကျပြီးဒရိုင်ဘာကအချိန်မီမထိန်နိုင်ပဲ6ထဲကျသွားတာလို့ကနဦးသတ်မှတ်လိုက်ကြတယ်နောက်ပြီးကျွန်တော်တို့စစ်ဆေးချက်အရဒရိုင်ဘာမတင်ဟာကားမောင်းတင်တန်းကဝန်ထမ်းအဖြစ်စည်ရင်သွင်းထားပေမဲ့မောင်းနှင်ခွင့်လိုင်စင်ရောနီးပြအရေးချင်းရောမရှိပါဘူးသူကရှေ့တန်းစာရေးမလေးတင်ပါလူလာဆွမ်းကတော့အရင်ကမူရစ်စေဝါအရက်ကြောင့်လိုင်စင်အသိမ်းခံထားရတဲ့သူဖြစ်ပြီးအခုကလိုင်စင်မဲ့မောင်းနေတာပါကားကလည်းတက်တန်းကုန်ပြီးစစ်ဆေးမှုမအောင်မြင်ထားတဲ့ကားစုပ်ကြီးဖြစ်နေတဲ့ brace နစ်ကလည်းချိုးယွင်းနေတယ်လူ44ယောက်တင်ရမယ့်နေရာမှာ62ယောက်ထိတင်ထားတဲ့အတွက်တတ်မှတ်ဝန်ထမ်းထက်အစမတန်ပိုတင်ထားတာပါဒါတွေကဥပဒေချိုးဖောက်မှုတွေဖြစ်ပြီးလူသေးဆုံးမှုအတွက်တာဝန်ရှိသူကလျော်ကြေးပေးရပါမယ်ခင်ဗျားတို့ဒါလူတက်တာပဲ62ယောက်တောင်များကျွန်တော်မိသားစု3ယောက်လုံးကားပေါ်မှာပါတာခင်ဗျားပါနဲ့ရော်မှာလဲခင်ဗျားတို့ပဲချွေးမကမောင်းတက်တယ်ဆိုအဖိုးလူထက်တော်တယ်ဆိုကားစုပ်ကြီးကိုလူတင်ရဲတယ်ပေါ့ခင်ဗျားတို့လူမဟုတ်ရဲလားငါသားလဲကားပေါ်မှာပါတယ်လေငါတို့သားကိုအနေရပြုမလားပြဿနာရှိတယ်ဒါကမတော်တဆမှုမဟုတ်ဘူးမင်းလက်ချက်ပဲဖြစ်ရမယ်စိတ်ပုတ်တဲ့အကောင်ငါတို့အသက်တွေကိုပြန်ပေးလူရှုခြင်းမင်းကိုဓာတ်နဲ့မုန်းပြရမယ်လူရှုခြင်းခမ ्या ကိုစုံစမ်းစစ်ဆေးဖို့လိုအပ်တယ်လက်ရှိမတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကိုစစ်ဆေးနေတော့ပဲစက်ပစ္စည်းချို့ယွင်းတာလားဒါမှမဟုတ်တယောက်ကတမင်လုပ်တာလားဆိုတာမသိရသေးဘူးခမ ्या မနက်ကလုပ်ခဲ့တဲ့အပြုမှုတွေအတွက်ရှင်းပြဖို့လိုတယ်စစ်ဆေးတဲ့သူတွေရဲ့လေတံကထိန်းထားပေမဲ့အတိတ်ပဲကတော့ရှင်းပါတယ်ကျွန်တော်မှတန်တရားရှိနေတာပါကျွန်တော်ရှေ့ကလူတွေကိုကြည့်လိုက်တယ်ရင်းနှီးတလူလိုနဲ့စိတ်ကားနေတဲ့မျက်နှာတွေကိုကြည့်ရင်စိတ်သက်တွေတဖြည်းဖြည်းအေးဆက်လာခဲ့တယ်ဟုတ်တယ်ကျွန်တော်ဒီလိုရာသီဥတုမျိုးမှာကားမောင်းဘူးတယ်ဒီထက်တဲတဲ့မိုးထဲမှာတော့မောင်းခဲ့ဘူးတယ်အဖိုးလူတကားဖွင့်ပါဦးကျွန်တော်အဖေမတက်တာတော့လို့စေးရုံပို့ပေးဖို့တောင်းပန်ပါတယ်မြဲမြဲကင်ထားကြအိုလူခမ ्या ကကျွန်တော်တို့အိမ်ရဲ့ကျေးဇူးရှင်ပါပဲမြ мян ဝင်သွားကြတော့လူကယ်ဖို့ကပိုရေးကြည့်တယ်ဒါတွေကခမ ्या တို့ကိုကူညီဖို့လူကယ်ဖို့အတွက်ကျွန်တော်အချင်းချင်းအသက်နဲ့ရင်းပြီးမောင်းပေးခဲ့တာပါခမ ्या တို့ကဒါကိုလွယ်လွယ်လေးလို့ထင်နေကြတာလားကျွန်တော်မောင်းရင်ဘာလို့ဘာမှမဖြစ်ပဲသူတို့မောင်းတော့မှဘာလို့မောက်တာလဲဆိုတာသိကျင်ကြလားကျွန်တော်ပြောပြမယ်မိမငါရဲ့တန်တစ်တာလေးထုတ်ပေးဦးရဲဘော်လူရှုချင်းသည်ရေဘေးကယ်ဆယ်ရေးတွင်ပထမဆုရရှိခဲ့သည်ရဲဘော်လူရှုချင်းသည်ငါ20တိုက်ထူးချွန်ဆုရရှိခဲ့ပြီးတောင်ပေါ်တည်ယူပို့ဆောင်ရေးတွင်မတော်တဆမှုလုံးဝမရှိသည့်စံချိန်တင်ခဲ့သည်ဒါတွေကကျွန်တော်ငါ20တိုက်ရခဲ့တဲ့ထူးချွန်ဆုတွေဒါကရေဘေးကယ်ဆယ်ရေးပထမဆုဒါကတောင်ပေါ်လမ်းမှာမတော်တဆမှုလုံးဝမရှိခဲ့တဲ့မှတ်တမ်းဒါကအနှစ်40အတွင်းအမှားယွင်း
အင်းမရှိခဲ့တဲ့တက်တွေပဲကျွန်တော်အနှစ်40ကားမောင်းခဲ့တာဘလောက်ခက်ခဲတဲ့လမ်းဖြစ်တာဝန်ပေးရင်ကျွန်တော်မောင်းတယ်လူကိုဘေးကင်းအောင်ပို့ရမယ်ကားကိုလုံခြုံအောင်ထိန်းရမယ်ဒါကကျွန်တော်တာဝန်ပဲဒါကြောင့်ဒီတောင်ပေါ်လမ်းမှာကျွန်တော်ပဲကားကြီးမောင်းနိုင်တာဒါကကံကောင်းတာမဟုတ်ဘူးအသက်နဲ့ရင်းပြီးရခဲ့တဲ့အတွေ့အကြုံတွေငါကဘယ်တော့ပြန်ပွင့်မလဲဆိုတာတိလိုက်ပါပြီးမြေပြိုတာတွေကိုရှင်းပြီးရင်မကြခင်ပွင့်တော့မှာပါနောက်နေ့ညနေမိုးတိတ်သွားတဲ့အခါအခင်းဖြစ်ပွားရနေရကိုတဖြည်းဖြည်းရှင်တလင်းနိုင်ခဲ့တဲ့သတင်းတွေရွာကိုပြန်ရောက်လာတော့ကျွန်တော်ခံမှန်းထားသလိုပါပဲပူတောင်ဆိုးနေသေးတဲ့သတင်းကြားရတဲ့အချိန်မှာတရွာလုံးပြန်ပြီးပြိုလဲကုန်ကြပြန်တဲ့တချို့ကမေးလဲကုန်ကြတဲ့တချို့ကမြေကြီးကိုဖက်ပြီးအုံငူနေကြတဲ့တချို့ကတော့ယူမတက်ဖြစ်ပြီးနေရန်ကိုခေါင်းနဲ့တိုက်ပြီးသူတို့ရဲ့မျောလင်းချက်မဲ့မှုတွေကိုဖော်ထုတ်နေကြတဲ့နောက်ဆုံးတော့ဒီဒေါသနဲ့ဝမ်းနည်းမှုတွေအားလုံးဟာသူကြီးစီကိုပဲပြန်ဦးတည်သွားတော့တယ်သူကြီးဟာလူအုပ်အလယ်မှာမျက်နှာတင်နဲ့ဘာမှတော့ပြန်မပြောနိုင်တော့ဘူးမကြခင်မှာပဲတာဝန်ရှိသူတွေကသူ့ကိုရောသူ့မိမကိုပါစစ်ဆေးဖို့ခေါ်သွားကြတယ်ခမ ्या တို့ကြောင့်ဖြစ်တာခမ ्या တို့အလုပ်လုပ်တာခမ ्या သားကိုခမ ्या တို့မောင်းခိုင်းတာခမ ्या တို့မိသားစုကလူ62ယောက်ရဲ့အသက်ကိုဘာနဲ့လျော်မှာညနေဆောင်တော့လမ်းပွင့်သွားပြီးကျွန်တော်ဘာကူမှပြန်မကြည့်တော့ပဲပစ္စည်းတွေကိုကားပေါ်တင်လိုက်တယ်ကားဆက်နိုးပြီးလက်ကစကီယာရင်ကိုကင်လိုက်တယ်ပြီးခဲ့တဲ့အနှစ်40တုန်းကခီးထွက်ခဲ့တယ်လို့မျိုးပဲအဖိုးလူတောင်းပန်ပါတယ်ကျွန်တော်တို့မှားသွားပါတယ်မသွားပါနဲ့အောင်ကားကဝေးရကိုထွက်ခွာသွားခဲ့တဲ့အရာအလုံးနဲ့အဆက်အသွယ်ဖြတ်တောက်လိုက်တယ်လို့ပါပဲနောက်ပိုင်းမှာကျွန်တော်အဲ့ဒီရွာကိုဘယ်တော့မှပြန်မသွားတော့ဘူးကြားတာကတော့အဲ့ဒီနောက်ပိုင်းရွာမှာဘယ်သူမှတောင်ပေါ်လမ်းကိုမမောင်းရကြတော့ဘူးရွာကပြန်ပြီးတီးကြဖြစ်သွားတယ်ဘဝတွေကလည်းတဖြည်းဖြည်းနှိမ့်ကျကုန်တော့တာပဲကျွန်တော်ကတော့မိမကိုခေါ်ပြီးမြို့ထဲကိုပြန်လာခဲ့တယ်အိမ်ဝင်းလေးတစ်ခုငှားပြီးပန်းဆိုင်တဲ့ကြောင်လေးတွေမွေးတယ်မနက်ဆိုဈေးတူတူသွားပြီးညနေဆိုအိမ်ရှိမှထိုင်ပြီးလေငင်းခံတယ်ရှင်နောင်တရလာနောင်တမရပါဘူးဒီတဘဝမှာတော့ကျွန်တော်သူ့ကိုမိမကိုကဲတင်နိုင်ခဲ့ပြီးဒါနဲ့တင်လုံလောက်ပါပြီ